နဲ့ပတ်သက်တဲ့သင်တန်းကျောင်းတွေအများကြီးရှိတယ်ဆရာဟုတ်အဲ့ဒီမှာပေါ့နော် IIT College ကဘယ်လိုလူငယ်လေးတွေအတွက်ကိုအဓိကရည်ရွယ်ပေးထားတာလဲခင်ဗျာဟုတ်IT နဲ့ပတ်သက်တဲ့ကျောင်းနေလို့ပြောတဲ့အချိန်မှာတော့ကျောင်းဆိုတာထက်ကျမတို့ဒီ University College ပေါ့နော် University ဆိုရင်တော့ဒီအစိုးရဖွင့်ထားတဲ့ကျောင်းတွေရှိမယ် College လို့ပြောပြီးဆိုရင်တော့မြန်မာပြည်အခြေအနေမျိုးနဲ့ဆိုရင်တော့လက်တစ်ဖက်တောင်မပြည့်ပါဘူးလက်ငါးကျောင်းစာတော့မပြည့်ဘူးရည်လို့ရတယ်ပေါ့နော်ဆိုတော့ကျောင်းပမာဏနည်းနည်းလေးပဲရှိတယ်အဲ့ထဲမှာမှကျမတို့ကျောင်းဒီ IT ကိုတည်တံ့သင်နေတဲ့ကျောင်းဖြစ်တယ်အဓိကအားဖြင့်ကျမတို့ဘယ်လိုလူငယ်လူရွယ်လေးတွေကို target ထားလဲဆိုတော့ကျမတို့ဒီအသက်အရွယ်အားဖြင့်18လောက်ကနေပြီးတော့ဒီ30အောက်အရွယ်လောက်အထိပေါ့နော်သူတို့ရဲ့ career ဒီ IT engineer အဖြစ်နဲ့ဆက်လက်ရည်တည်ခြင်းနဲ့ဆိုတော့လူငယ်တန်းစားမိသားစုအတိုင်းအဝိုင်းကအကြောင်းသားလူရွယ်လေးတွေကိုကျမတို့target ထားပြီးတော့ဒါပညာတွေမျှဝေပေးနေပါတယ်ရှင်ဟုတ်ကဲ့ပါIIT College ကဖွင့်တဲ့ program တွေကိုတက်ရောက်မယ်ဆိုရင်တော့ကိုရစိတ်ကရန်ကအများနိုင်ပါရှင်ဟုတ်ကျွန်မခုနကတော့ပြောသွားသလိုမျိုးပေါ့နော်ကျွန်တော်တို့ IT engineer တယောက်ဖြစ်ဖို့အတွက်သိန်းရာနဲ့ထောင်နဲ့ချီပြီးကုန်မဖြစ်တာမျိုးမဟုတ်ဘူးကျမတို့ IT engineer တယောက်ဖြစ်ဖို့အတွက်ဆိုရင်တိုင်းတာတဲ့ပမာဏကတော့ကျမတို့နှစ်ပေါ့နော်အချိန်နဲ့တိုင်းတာတယ်ငွေနဲ့တိုင်းတာတယ်ပေါ့အဲ့တော့အချိန်လို့ပြောပြီးဆိုရင်အချိန်ပမာဏမှာတစ်နှစ်တန်သည်ဒါမှမဟုတ်ရင်လည်းဘွဲရတဲ့အထိဆိုရင်နှစ်နှစ်တန်သည်အတွင်းထဲမှာကျမတို့ဒီတင်လျောက်ပတ်တဲ့ဒီ degree တစ်ခုရနိုင်တယ်ဒါမှမဟုတ် program တစ်ခုပြီးမြောက်နိုင်တယ်ဒီလိုအခြေအနေမျိုးရဲ့ပြီးတော့နောက်ငွေကြေးအားဖြင့်လို့ပြောပြီးဆိုလူလက်တန်းစားမိသားစုကသားသမီးတွေတက်ရောက်နိုင်တဲ့ငွေပမာဏတစ်ခုအတွင်းထဲမှာ range တွေဝင်အောင်ဆိုပြီးကျွန်မအချိန်ရောငွေရောဝင်လို့ရတဲ့ program လေးတွေကျွန်တော်တို့အကြောင်းမှာစီစဉ်ထားပါတယ်ရှင်ဟုတ်ကဲ့ပါတော်ဒီကောင်းတာလေးကိုလိုချင်တယ်ဆိုရင်ဈေးကြီးပေးရရဲဆိုရဲအရာလေးပေါ့နော်အဲ့ဒီပုံမှာဒီချက်ရဲ့ထင်မြင်ချက်တွေကိုပြပြပေးပါဦးခင်ဗျာအဲ့မော်နော်ဒီဥစ္စာကတော့နည်းနည်းလေးတော့ပြောရခက်တယ်လို့တော့ပြောရမှာပေါ့နော် quality ကောင်းခြင်းမကောင်းခြင်းကတော့တို့တွေကအများနဲ့ငွေနဲ့တော့တိုင်းတာနေလို့မရဘူးငွေအများကြီးပုံပေးတိုင်းလဲကျမတို့လိုချင်တဲ့ quality ဆိုတာရချင်မှရတာအဲ့တော့ဒီ quality ကောင်းခြင်းမကောင်းခြင်းကိုငွေနဲ့မတိုင်းတာပဲမဲ့တခြား quality assurance တွေနဲ့တိုင်းတာလို့ရတယ်ဥပမာသူ့ကိုဘယ်သူတွေကအသိမှတ်ပြုထားလဲဘလို့အသိမှတ်ပြုထားတဲ့အကြောင်းလဲဘလို့ရှိနေတဲ့ဆရာဆရာမတွေသင်ပေးလဲကလေးတွေရဲ့ assessment ပုံစံကရောဘယ်လိုမျိုးရှိလဲသူ့စီကထွက်သွားတဲ့အကြောင်းသားတွေရဲ့ testimony ကဘယ်လိုရှိနေလဲသူတို့တွေရဲ့အနာဂတ်မျှော်မှန်းချက်ပါရှိနေလဲဒီလိုဟာမျိုးတွေနဲ့တိုင်းတာမှသာလျင်ကျမတို့က quality ကောင်းတယ်မကောင်းဘူးပေါ့ဒီ product တစ်ခုဒါမှမဟုတ်ဒီကြောင်းတစ်ကြောင်းဒီလုံဆောင်ချက် service တစ်ခုဒါတွေအကုန်လုံး quality ကောင်းမကောင်းအောင်တိုင်းတာရမှာဆိုတော့ကျမတို့ငွေရေးကြေးရေးနဲ့ quality နဲ့တော့ကျမဓာတ်ရိုက်ချိုးကြတယ်လို့တော့မထင်ဘူးဒါပေမဲ့ quality ကောင်းဖို့အတွက်ဆိုရင်တော့ကျမတို့ဒီ service ကိုပေးတဲ့သူဘက်ကရောဒီလက်ခံတဲ့ကျောင်းသားဘက်ကရောနှစ်ဖက်စလုံးဘက်မှာတော့စူးစမ်းအားထုတ်မှုတစ်စုံတစ်ခုရှိမှသာလျင်ကျမတို့လိုချင်တဲ့ quality ရနိုင်မယ်လို့ထင်ပါတယ်ဆရာဟုတ်ကဲ့ပါဒီ college ကပေါ့နော်ကိုပိုင်ပွဲချင်းချင်းပြရတဲ့အကြောင်းသိရပါတယ်ဆရာအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးပါဦးခင်ဗျာဟုတ် RIIT College ဒီ international college တစ်ခုဖြစ်တယ်ပြီးတော့နောက်မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနအနေပြီးတော့ degree college အဖြစ်နဲ့အသိမှတ်ပြုထားတယ်ပေါ့နော်ဆိုတော့အသိမှတ်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကျောင်းမှာရှိနေတဲ့ program တွေကျမတို့ကျောင်းမှာရှိတဲ့ degree ကိုလိုချင်တယ်ဆိုရင်လည်းရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တခြားနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေကနေပြီးတော့ affiliate လုပ်ထားတဲ့ program တွေကိုပြန်ယူတာမျိုးတွေ international certificate ဝင်ဖြည့်တာတွေ international diploma ဝင်ယူတာတွေဒါတွေအကုန်လုံးကိုကျောင်းသားဘက်ကနေပြီးတော့ပေးနိုင်တဲ့ဘယ်လိုပြောမလဲအချိန်ပမာဏစိတ်ဝင်စားတဲ့ကျောင်းသားရဲ့ interest ဒီပေါ်မှာမူတည်ပြီးတော့ကျမတို့ course outline တွေကိုစနစ်တကျပြန်ဆွဲထားတယ်ကျမတို့ကျောင်းကိုယ်တိုင်လည်း degree college ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကိုယ်တိုင်လည်းတချို့ certificate တွေ diploma တွေ degree တွေကိုယ်တိုင်ချီးမြှင့်ခွင့်ရတယ်လို့မျိုးနိုင်ငံတကာကနေချီးမြှင့်ထားတဲ့ဘွဲတွေအတွက်ကိုလည်းကျမတို့ကျောင်းသားတွေအတွက်ကိုအများကြီး support လုပ်ပေးထားပါတယ်ဆရာဟုတ်ကဲ့ပါခုလိုသိချင်တာလေးရှင်းရှင်းလင်းလင်းပြပြပေးတော့ကျေးဇူးများတင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်